လူတော်မှုမရှိသောပုံစံကိုထုတ်ပေးခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရလေယာစစ်ပြိုးကြီးနဲ့စစ်မြောင်းဝင်ကြီးဌာနလေယာမြေနည်းဥပဒေများအမိန့်ကြေညာစာအမှတ်2/2012 1384ခုနှစ်ဝါသောလတဲ့14ရက်2012ခုနှစ်အောက်တိုဘာ30ရက်နေ့ကထုတ်ပြန်ထားတဲ့လေယာစစ်ပြိုးကြီးနဲ့စစ်မြောင်းဝင်ကြီးဌာနသည်လေယာမြေဥပဒေပုံမှန်40နဲ့ပုံမှန်ဝဲကာကြီးရာအန်ထားသောလုပ်ငန်းကိုကျင့်လို့ရပြည်တော်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့်အောက်ပန်နည်းဥပဒေကိုထုတ်ပြန်လိုက်သည်ဆိုတဲ့ခိုင်းနေမှာလက်ရှိအသုံးပြုခွင့်ရရှိထားသောလေယာမြေအတွက်လေယာမြေလုတ်ပိုင်ခွင့်ပုံစံခုံပြောတာပေါ့နော်အခိုင်နှစ်မှာဖော်ပြထားပါတယ်ပြဿနာဖြစ်နေတဲ့လေယာမြေကိုပုံစံကိုထုတ်ပေးခြင်းလက်မပြဿနာဖြစ်နေတဲ့ဒေသမှာရှိတဲ့ကြေးရွာအုပ်ချုပ်ရေးမှူးပုံစံကိုထုတ်ပေးခြင်းကိစ္စနဲ့ပတ်သက်မသိရှိရခြင်း၎င်းလေယာမြေပုံစံခုံဆောက်ထည့်ခြင်းကိစ္စနဲ့ပတ်သက်ပြီးငွေမြေစင်းဌာနမှကန့်ကွက်စာထုတ်ထားမှုမရှိခြင်း2020နဲ့2013ပြဿနာဖြစ်နေတဲ့ကာလမှာစပြီးတော့ပုံစံကိုထွက်ရှိလာတဲ့အချိန်မှာ8ရက်8လ2019ခုနှစ်နဲ့ပုံစံကုန်ထွက်ရှိလာတွေ့ရပါတယ်။ရမကြီးမြို့နယ်မြေစင်းဌာနမှာကျောင်းကြီးရအုပ်စုတဲ့တကူကြီးရဦးစီမောင်မြင့်ကန်ဆောင်ထားတဲ့ပုံစံကုန်ဒီ2019ခုနှစ်အမိန့်ကြော်ရတာအမှတ်2/2012ရလေယာမျိုးနုပရိများထုတ်မြေခြင်းနဲ့အညီကိုင်ညီမှုရှိမရှိအရာဝန်ကြီးဌာနအစစ်အစစ်နဲ့တကွနိုင်ငံတော်သမားကြီးမှထို့သို့လွဲမှားတာပြုလို့ဆောင်ရနေတဲ့ဝန်ထမ်းများနဲ့ပတ်သက်ပြီးမိတို့မိဖို့ရုံဆောင်သွားမယ်ဆိုတာကိုဆက်လက်ပြီးတော့လေးလာစောင့်ကြည့်ရင်ဒီသတင်းကိုကျွန်တော်ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တက်ခစ်သတင်းကို channel အဲဒီတော့ကျိုးထောက်နိုင်ပါ